ရှိချမ်းမာစိတ်ချမ်းသာ၍လူရဆန္ဒပြဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖယားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏတန်ခါမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားဇောတိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောချသောတက္ကိစ္စကာရဝပနာမကုသိုလ်စေရနာဖြားပြတို့ကြောင့်ယနေ့အခါမှာစာ၍သက်ရှိခြင်းကြမ်းမာခြင်းခွန်အားဗလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနှင့်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအဟံဗန္တိတိတရဏီနသဟအထေင္ကသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏီနသဟအထေင္ကသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏီနသဟအထေင္ကသမနာကတံဥပောဒထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံ